မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာမိတ်ဆွေစနေသားသမီးတွေအတွက်ကိုဆရာကအခုတခါတော့နောက်ဆုံးပဲအိတ်နဲ့လွယ်မေလ9ရက်နေ့ကနေပြီးတော့15ရက်နေ့အထိတပတ်စာကိုဆရာကတားတော့နဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေမနှက်ပြန်ဆိုရင်ဆရာတို့မေလ9ရက်နေ့9စနေရဖြစ်တယ်9စနေအကြောင်းကိုဘာတွေလုပ်ရလဲ9စနေနဲ့ပတ်သက်ပြီးဘာတွေထူးခြားလဲဆိုတာဆရာငယ်ဗီဒီယို Facebook page မှာပဲဖြစ်ဆရာတို့ TikTok အကောင့်မှာလည်းတင်ထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့6စနေအကြောင်းကိုဘုဟုတုဒ္ဒရရှိရနဲ့အဋိဌံပြုလို့လည်းမိတ်ဆွေများ6စနေမှာဘာတွေထူးခြားလဲဆိုတော့ဝင်ရောက်လေ့လာပြီးတော့ပြုလုပ်ရန်အကြံပြုကြောင်းနဲ့ပြောရင်းနဲ့ကဲမိတ်ဆွေစနေသားသမီးတွေမိတ်ဆွေစနေသားသမီးတွေလက်ရှိ2026ခုနှစ်မေလ9ရက်နေ့ရနေပြီးတော့လကွယ်15ရက်နေ့အထိမိတ်ဆွေတို့ရဲ့ကံကိုဥစွာပြောပြပေးပါမယ်မိတ်ဆွေစနေသားသမီးတွေရဲ့ရင်ထဲမှာခရီးထွက်ကျင်နေတဲ့စိတ်တွေခရီးသွားကျင်နေတဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးတနေရာတစ်ခုခုကိုသွားကျင်နေတာမျိုးလက်ရှိရှိနေတဲ့နေရာအနေပြီးတော့အခြားတစ်နေရာတစ်ခုခုကိုရွှေလျားသွားလာကျင်တာမျိုးခရီးသွားကျင်တာမျိုးဖြစ်စေဘလို့မျိုးပဲဖြစ်ရှိနေတဲ့နေရာနေပြီးတော့အခြားတစ်နေရာကိုသွားရရင်ကောင်းမှာပဲလို့စိတ်ကူးနေတာမျိုးသို့မဟုတ်ရင်သွားရရန်ကြံစီတွေးတောနေသောစိတ်မျိုးတွေဖြစ်ပေါ်နေသောကံမျိုးဖြစ်ပါတယ်ခင်ဗျာကတော့မှဆိုကောင်းပါနော်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကံဟာမိတ်ဆွေစနေသားသမီးရဲ့ကံလက်ရှိမှာမိသားစုနဲ့အေးချမ်းချမ်းငြိမ်းချမ်းချမ်းနေခြင်းနေတဲ့စိတ်တွေမိသားစုရဲ့တဦးနဲ့ဒုတိယနဲ့တယောက်မပြေလည်မှုတွေကိုပြေလည်အောင်နှွေးထွေးခြင်းနဲ့စိတ်P01 အေးချမ်းခြင်းနဲ့ငြိမ်းချမ်းခြင်းကိုများစွာအလိုရှိနေသောစိတ်မျိုးတွေမိတ်ဆွေစနေသားသမီးရဲ့ရင်ထဲမှာဖြစ်ပေါ်နေပြီးတော့နှွေးထွေးမှုကျင်နာမှုတွေရရှိခြင်းနေတဲ့ဆိုတဲ့စိတ်မျိုးအေးချမ်းမှုတွေများစွာလိုအပ်နေတဲ့ဆိုတဲ့စိတ်မျိုးပတ်သက်မရှိရင်တော့အေးချမ်းမိသားစုအေးချမ်းနေရရင်တော်ပြီဆိုတဲ့စိတ်မျိုးတွေအများကြီးစဉ်းစားတွေးခေါ်နေတော့ကပ်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းဘာမှတော့မညံ့ပါဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းစူးစူးဝါးဝါဘာမှမရှိလာပါဘူးကျမ်းမာရေးနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေများအကယ်၍ညံ့လာပြီဆိုရင်မိမိရဲ့ဆရာသမားအကြီးအကဲသို့မဟုတ်ရင်ဖုန်ကြီးယဟန်တန်ဃာတွေကိုညူစုပြောဆိုဝေဖန်ခဲ့တဲ့အကျိုးတွေကြောင့်ကျမ်းမာရေးညံ့တတ်တဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့နဲ့ကျမ်းမာရေးညံ့လာပြီဆိုဆရာသမားဖုန်ကြီးအကြီးအကဲတွေကိုမိတ်ဆွေများတောင်ဝေးတို့တော့မဟုတ်လို့ရှိရင်မိတ်ဆွေတို့တခုခုပေါ့ဟိုယဟန်နဲ့ပတ်သက်ပြီးတော့ဥစဉ်နဲ့ပတ်သက်ပြီးတင့်တော်တာလေးတခုခုလှူပြီးတော့ကာယကံဝစီကံမနောကံကံတစ်ပါးပါပြင်မရင်ခွင့်လွတ်ပါဆိုပြီးတော့ထီချင်း၅ပါးရှည်လက်နှစ်ခုထထောင်ဒူးနဲ့အဲ့ဒီလိုလေးစိတ်ထဲကနေဆူတောင်းပြီးတော့လှူလိုက်ရင်မိတ်ဆွေတို့ကံကောင်းမှုနဲ့ရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့အဲ့ဒီတစ်ချက်လေးကိုတတိထားရန်လိုအပ်ကြောင်းနဲ့ဆရာသမားအကြီးကဲညူစုရတဲ့ကံလေးတွေကြောင့်ကျမ်းမာရေးညံ့တတ်တာလွယ်ကျန်တာမဖြစ်နိုင်ပါဘူးခင်ဗျာအလောက်ကိုင်းနဲ့ပတ်သက်ရင်စတင်လှုပ်ဆောင်လို့တဲ့အလုပ်တွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာဦးစီးဦးဆောင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေရှေ့တိုးဆောင်ရပါအစုရှယ်ယာလုပ်ငန်းတွေစုကြီးနဲ့ပတ်သက်တာတွေရွှေငွေတန်ဖိုးရှိတဲ့အရာတွေဝယ်တာမျိုးရောင်းတာမျိုးပြောင်းတာမျိုးစုတာမျိုးလေးတွေရင်းနှီးတာမျိုးလေးတွေစတင်လှုပ်တာမျိုးလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်ကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများဘာလို့မဆိုရှေ့တိုးဆောင်ရပါဦးစီးဦးဆောင်လုပ်ပါဒါအပြင်အမိခံလုပ်ခြင်းစိုင်းဘုတ်တင်ခြင်းကိုတိုင်အမိခံပြီးဦးဆောင်ပြီးတော့ရှေ့တိုးဆောင်ရတိုးတက်အောင်စွမ်းဆောင်ခြင်းဖြင့်မိတ်ဆွေစနေသားသမီးတွေရဲ့ကံဟာကိုစူးစမ်းရင်စူးစမ်းတော့ကံရဲ့အထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေပကြီးတို့graphic တို့ design တို့ computer တို့ excel တို့အစရှိတဲ့အရာတွေပတ်သက်တာတွေစံစီစေးစားသက်ကုန်ပစ္စည်းနဲ့ပတ်သက်တာတွေအထည်အလိပ်ဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အထောက်အကူတွေရရှိတတ်ပါတယ်ထူးထူးခြားခြားဒီလဟာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့အထောက်အကူညီလေးတွေအနေငယ်ထပ်ပို့ပြီးတော့ရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကန်စာတာကောင်းမွန်စီသောကာလပိုင်းခြားဖြစ်ပြီးတော့ကံကောင်းစီပါတယ်စေတနာဒီအကျိုးပြုမဲ့ကာလအပတ်တာဖြစ်ပြီးတော့စေတနာတွေကမိမိအပေါ်မှာအခက်အခဲတွေမိမိစေတနာထားခဲ့တဲ့မြတ်ဟာဒီအပတ်တာတော့ဒီမှာအညံ့တွေကိုပြေပြောက်ပြီးတော့များစွာအထောက်အကူရရှိမဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ရစရာရှိတဲ့ငွေတွေကိုပြောဆိုပါတောင်းမွန်မှာရရှိပါလိမ့်မယ်ခင်ဗျငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့မိမိတို့အနေနဲ့အခက်အခဲမရှိဘူးငကိုကအခက်အခဲရှိရင်တော့ဝင်လာမယ်ဆိုတဲ့ကာလအပိုင်းခြားဖြစ်ပြီးတော့အထောက်အကူရရှိစေနိုင်ပြီးတော့အကယ်၍မှငွေကြီးကိစ္စပြောဆိုလှုပ်ဆောင်တဲ့အခါမှာလည်းရဲဝန်းနဲ့ခြေတူဆောင်ရလှုပ်ဆောင်မှာတကယ်ကိုကောင်းမွန်ပြီးတော့အောင်မြင်ပြီးတော့ငွေကြီးပြောဆိုကိစ္စဌာနအပြောင်းလဲအရွှေ့ကိစ္စဘလို့ကိစ္စမျိုးမဆိုကိုကပြောရင်အပြောနဲ့ပတ်သက်ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့
ပြောဆိုတဲ့အခါမှာပြောသမျှအောင်မြင်မယ်ဆိုတဲ့အဖက်တာကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ယာထုလုပ်ငန်းကိုင်ငံတိုးတက်နိုင်ပါတယ်။ယာထုတိုးတာမျိုးတွေနေရာထိုင်ခင်းအပြောင်းရွှေ့တွေချစ်တို့မထင်မပဲရရှိတာမျိုးတွေယာထုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်လည်းယာထုတိုးတာမျိုးအခွင့်အလမ်းကောင်းတွေရရှိတတ်တယ်ဆိုတဲ့ကာလအပိုင်းခြားဖြစ်ပြီးတော့အထက်လူကြီးကြီးကဲတွေရဲ့အထောက်အကူအညီကိုရရှိမယ်ဆိုတဲ့အဖက်တာကာလအပိုင်းခြားဖြစ်ပါတယ်။မိတ်ဆွေတို့သတိထားစရာကတော့ဘာကိုမဆိုမဖြစ်လာသေးပဲနဲ့အရန်ကြီးconfident လွန်ကဲတာမျိုးလေးတော့အတတ်နိုင်ဆုံးဂယူးဆိုင်တတိချစင်ကြရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်တဲ့နော်မိတ်ဆွေတို့နဲ့ဘာကိုမဆိုအောင်မြင်ပြီးသားအောင်မြင်မှုတွေရရှိပြီးသားအရာတွေကိုမျှော်လင့်နေရမျိုးတဲ့ကိုယ်တိုင်လက်ရှိတိဆောက်ပါတဲ့အောင်မြင်မှုတွေလိုချင်မှုတွေငွေကြီးတွေကိုဖြတ်လန်းနည်းနဲ့မလိုက်ပါနဲ့တဲ့အလောင်းကစားအပျော်ပါနဲ့ပတ်သက်တာတွေတတိချစင်ကြပေးပါတဲ့ကြွေတလက်ကြက်တခုံလုပ်တွေမိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ရင်လုပ်ငန်းနဲ့ပတ်သက်ရင် step by step မလုပ်ဘဲနဲ့အဆင့်ကျော်တာမျိုးလေးတွေစွမ်းနာလို့ပေါ့တရားလေးတွေကိုတတိထားစင်နေရန်လိုအပ်တော့ကာလဘိုက်ချဖြစ်ပါတယ်ခင်ဗျာတဲ့ဒီကာလအတော်တွေမှာမိတ်ဆွေတို့အနေနဲ့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီထောက်ကူကိုရရှိတတ်ပြီးတော့ကံကောင်းစီပဲကာလပိုင်းချဖြစ်ပြီးတော့ကန်စာတာကောင်းစီရန်တော့ခိုးစာကျွေးတာမျိုးခွေးစာကျွေးတာမျိုးတွေလုပ်ပါတယ်သတင်းကောင်းတွေကြားရတတ်ပါတယ်အဆက်အသွယ်ကောင်းတွေရရှိတတ်သောကာလပိုင်းချဖြစ်ပါတယ်လူငယ်တွေအခြေရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့တခြားလို့စစ်ရထားကတ်ဆိုတော့ဘယ်လိုပြောမလဲမိတ်ဆွေတို့အနေနဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့ရှေ့ရနဲ့တယောက်နဲ့တယောက်တူးနဲ့တူအပြိုင်ဆိုင်ဖြစ်နေတာမျိုးတွေတယောက်နဲ့တယောက်မာနတွေအားပြိုင်နေတော့ကာလကြောင့်ခိတခဏဝေးကွာနေတာမျိုးတွေထွက်ခွာနေတာမျိုးတွေကြုံတွေ့ရတယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျစစ်ပွဲတွေကိုသွားနေရတဲ့ကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့လူငယ်များအနေနဲ့ကတော့တယောက်နဲ့တယောက်တူးနဲ့တူအပြိုင်ဆိုင်တွေပြဿနာတွေကိုငင်းငင်းချင်းနဲ့အေးချင်းဖြည့်ချင်းမှာတယောက်ကဒိုင်းဆိုတယောက်ကဓားဆိုတယောက်ကဒုံဆိုတာလောက်တာမျိုးလေးတွေမှာပဋိပက္ခလေးဖြစ်ပြီးတော့စိတ်ဆိုးစိတ်ကောက်အပြစ်ဆက်သွယ်ပြတ်တာမျိုးတွေကြုံရပြီးတော့ညှိနှိုင်းမရပြဿနာလေးတွေနဲ့အဖက်ဖက်ကနေပြီးတော့အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်တတ်တယ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်သတိထားပါအချစ်သူရှာနေသူတွေရည်စားမရှိသူတွေရှာနေတဲ့မိတ်ဆွေများမရနိုင်ပါဘူးမရနိုင်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအားနည်းနေတော့ကာလဖြစ်ပါတယ်အိမ်တော်ရှင်များဖို့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ငကိုကဝေးကွာနေတော့မိသားစုတွေပေါင်းစည်းအောင်ကြိုးစားတာမျိုးတွေအားတာပါတယ်တဲ့မိသားစုနဲ့ပတ်သက်ရင်နှွေးထွေးမှုငြိမ်းချမ်းမှုတွေကိုကိုယ်တိုင်ကစတင်ပြီးတော့လှုပ်ဆောင်ပါတဲ့တဦးရဲ့စကားတူကနားထောင်ပြီးတော့မိသားစုတွေမှာတယောက်နဲ့တယောက်တူနဲ့တူအေးအေးချမ်းချမ်းနဲ့ငြိမ်းချမ်းဖြစ်နေတာမျိုးငကိုကမိသားစုတွေမှာသွေးကွဲနေတာမျိုးတွေကိုကိုယ်တိုင်ပြောဆိုပြီးတော့ညှိနိုင်နဲ့ငြိမ်းချမ်းခြင်းကိုရရှိအောင်စွမ်းဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလပိုင်းခြားဖြစ်တဲ့အတွက်အကူအညီထောက်ကူတွေရရှိနိုင်ပါတယ်တဲ့ငကားတို့မွေးတို့တရိတ်ဆန်နဲ့ပတ်သက်ပြီးတော့အိမ်မက်တဲ့အခါမှာမိတ်ဆွေတို့ဖို့အဲ့ဒီလိုမတ်တဲ့အရာလေးတွေကိုကံကောင်းစီဖို့အတွက်မိမိအိမ်ကဖျားမှာတာရဏပွဲသို့မဟုတ်ရင်ငပြောပြီးလို့သုံးပြီးနဲ့ပွဲလေးစတိလှူပြီးတော့မိသားစုတွေရဲ့အသက်ခန္ဓာကိုအဲ့ဒီဖျားမှာအပ်ပြီးတော့ဆူတောင်းနိုင်ရင်ဖြင့်ကံကောင်းမှုနဲ့အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိပြီးအခက်အခဲတွေမမှန်သမျှဝေးကွာနေသောမိသားစုနားလည်မှုလွဲနေသောမိသားစုတွေစိတ်ပူပင်စရာကြောက်နေသောမိသားစုတွေဟာအေးချမ်းပြီးတော့ငြိမ်းချမ်းသွားမှာအသေးချာပဲဖြစ်တာရဲ့လို့ထပ်လောင်းပြောလိုက်ပြရစီဒီလက်ထာတော့ဒီမှာမိတ်ဆွေများအနေနဲ့ငကိုကမိတ်ဆွေများအနေနဲ့ဘာလို့မဆိုအရန်ကြီးတယ်နော်အတတ်နိုင်ဆုံးမကြွားဝါပါနဲ့တဲ့အမျိုးမဖြစ်နိုင်တဲ့အရာလေးတွေမှာအပြတ်သဘောဆောင်တဲ့စကားတွေကိုမပြောပါနဲ့တဲ့ဒါအပြင်နောက်တစ်ခုကဘာလဲဆိုတော့ဘာလဲဒီအပတ်တာတော့ဒီမှာဆိုရင်အနက်ရောင်တို့နော်အနီရောင်တို့အတတ်နိုင်ဆုံးဝစ်စင်တဲ့အခါတတိချဆင်ញင်ပါတဲ့အကျိုးပြီးတော့အရောင်အနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အပန်းရောင်တို့အပြာရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပြီးတော့ကဏ္ဍဟာဆိုရင်တော့9ကဏ္ဍ6ကဏ္ဍဟာကံကောင်းမှုနဲ့အထောက်အကူကိုရရှိတတ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာကာလအတော်တွင်မှာဆိုရင်တော့ဗဇက်ကနေပြီးတော့ချိုတာသောစကားတွေကိုပြောဆိုပါရတယ်မင်္ဂလာချီသောစကားတွေကိုပြောဆိုပြီးတော့ကံကောင်းတော့မှာပဲဆိုတဲ့စကားတွေပြောဆိုပါရတယ်စိတ်ညစ်လိုက်တာဆိုတာတဲ့စိတ်တွေပျော်လိုက်တာဆိုတဲ့တပကားလေးတွေကိုကောင်းသောစကားလေးတွေနဲ့ဆန့်ကျင်ဘက်ပြောပြီးတော့နမိတ်ဆောင်ယူပါရတယ်အကျိုးပြီးတော့အရက်ဟာတော့အနောက်တောင်ထောင်ရက်ဖြစ်ပါတယ်ခင်ဗျအဆဆရဲ့ရ9ကဏ္ဍ6ကဏ္ဍနေအကျိုးပေးပါတယ်3ညာကဏ္ဍနေလည်းအကျိုးပေးပါတယ်မိတ်ဆွေတို့ဒီအပတ်တာအတော်တွင်မှာဘာကူမဆိုအရေးကြီးသောကိစ္စတွေပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်အဆရဲ့အောင်မြင်စေရန်အတွက်ဆိုရင်မိမိတို့အိမ်ကမသွားမီမှာမိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနှင်းစီပွန်းတပွင့်လူပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိပါလိမ့်မယ်တဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့လက်ကင်ပေါ်ကအဝါစာလေးတစ်ထည်နဲ့ရိုက်ပုတ်ဝှေ့ရမ်းပြီးတော့ဆူတောင်းလိုက်ပါတဲ့ရောင်းထွက်အယောင်းတွက်သွားစီမှာအသေးချာပဲဖြစ်တယ်အဆဆရဲ့အစဉ်ပြေစီရန်ပြုလုပ်ရမယ်ရေရမပြောမိဇယံငင်နံပါတ်ပြီးမေးချင်ခွန်90 290 416 WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့စနေသားသမီးမိတ်ဆွေတို့အဆဆရဲ့ကံကောင်းစီရန်အတွက်ကြွေပကံများတစ်ချက်ထဲမှာဝါစိမ့်နှိဖျောင်းနိုင်3နိုင်ကိုတပြိုင်နဲ့ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့အိမ်အမြင့်တနေရာဈေးဆိုင်မှာတင်ထွင်းကြခြင်းအပြင်ဝါစိမ့်နှိကဘာသိမ့်ပြီဆိုတဲ့အတိုင်းအတိုင်းကအပြိုင်ဆိုင်နေကျင်းပြီးတော့အောင်မြင်မှုတွေရရှိလာမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့
ကဲဒါကတော့စနေသားသမီးမိတ်ဆွေတွေအတွက်တပတ်စာဖြစ်ပါတယ်အောင်မြင်တိုးတက်လို့အောင်ကြပါစားပါစီအောင်စီပိုင်စီနိုင်စီလိုတာရပါစီဗျာ